beta ကျွန်တော်တို့အခုဒီ Excel spreadsheet တခုသူလုပ်တယ် finances ဆိုတဲ့ file တခုသူလုပ်တယ် create လုပ်ထားတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော် double click နေပြီးတော့အခုကျွန်တော်ပေးထားတဲ့ link ကနေပြီးတော့တချို့က download လုပ်ပြီးတော့ဒါလေးကိုဆွဲပြီးဖွင့်မယ်ဆိုတဲ့အခါကျရင်သူဒီထဲမှာကျွန်တော်တို့ DI တခုလုံးကို finances ဆိုတဲ့ Excel spreadsheet လို့ပြောလို့ရတယ် finances ဆိုတဲ့ workbook လို့ပြောလို့ရတယ် workbook ဆိုတာဘာကိုပြောရအောင်ဆိုတော့ကျွန်တော်တို့ဒီ documentation တို့ income statement တို့ expenses တို့เนาะဒီ balance sheet တို့ cash flow တို့ဆိုတဲ့ဒီအရာတွေကိုသူကဘာလို့ဆိုရင်ဖြစ်တည်အောင်လို့ဒီလို worksheet တွေအားလုံးပေါင်းထားတဲ့အရာကိုကျွန်တော်တို့ဘာလို့ခေါ်လို့ဆိုရင် workbook လို့ခေါ်တယ်เนาะ workbook ဒီ Excel workbook တချို့ကြောင့်လဲ Excel spreadsheet ဒီဟာကြီးတစ်ခုလုံးကိုဒီလိုမျိုးခေါ်ဝေါ်ကြတယ်အဲ့တော့အသုံးလုံးလေးတွေကိုအရင်ဆုံးနားလည်အောင်လုပ်ထားတာတော့ပိုကောင်းတယ်ပေါ့ကျွန်တော်တို့ကသူ့ကိုဘယ်အတွက်လုပ်ပြီးထားဆိုရင် Peter Lewis သူသုံးဖို့အတွက်ကိုကျွန်တော် prepare ပိုင်း Peter Lewis ဆိုပြီးတရားလေးကိုလုပ်ထားပြီးတယ်အဲ့တော့သူ့ရဲ့ store ဆိုင်နာမည်က GameCat ပေါ့နော် GameCat store ဆိုင်ပေါ့အခု income statement မှာကျွန်တော်တို့ဒီမှာဒါတွေထည့်ထားပြီးတယ် expenses ဆိုတဲ့ဒီလိုမျိုး graph တွေ chart တွေနဲ့ကျွန်တော်တို့က pie chart ပေါ့နော်အခုလက်ရှိဒီမှာဆိုရင် balance sheet တို့ဒါမျိုးတွေနဲ့ပြတယ်အဲ့ဒါလေးတွေကိုအစအဆုံးကိုယ့်ကိုလုပ်ကြည့်ရင်မကောင်းဘူးလားဒါဆိုရင်အစကနေပြီးတော့နောက်ဆုံးဒီ spreadsheet ရနေပြီးတော့စပြီးတော့လုပ်တဲ့ create လုပ်တဲ့ဟာဒီလိုမျိုးစာတွေထည့်တာနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ format တွေပြောင်းတာတွေကစပြီးတော့တစ်စင်ချင်းကျွန်တော်လိုက်ပြီးတော့လုပ်ကြည့်ကြမယ်ဟုတ်ပြီလားဒါဆိုလို့ရှိရင်ဟိုလုပ်ရမယ်အလုပ်ကိုအစကနေအဆုံးကျွမ်းကျင်လုပ်တတ်သွားတာပေါ့နော်